ကဘာလုံးစခန်းလို့နာမည်ကြီးတဲ့နတ်ရေကန်ဗျူဟာကုန်းကတော့ငရဲကန်ဗျူဟာကုန်းဖြစ်သွားပါပြီနော်ဒီနေ့လုံးဝအလုံးစုံအားလုံးရှင်းလင်းပြသွားပြီးရရှိဘူးလို့ထုတ်ပြန်ကြေညာလိုက်ပြီနော်အဲ့တော့နတ်ရေကန်ဗျူဟာကုန်းပထမ17ရက်နေ့တည်းကအမှန်တကယ်ရတာအဲ့ဒါကိုစစ်ခွေးငထိန်ကဘာပြောတာလဲကြည်သွားလိုက်ဒီကောင်နေပြောခဲ့တဲ့စကားလေတစ်ချိန်မှလည်းမမှန်ခဲ့ဘူးဒါလည်းစောက်ချက်မရှိဘူးထပ်ပြောတယ်အခုဒီမှာကြည်သွားလိုက်နော်ငထိန်ကကျွန်တော်အကြောင်းတူလင်းကားကတော့ပြောဘူးတယ်ကျွန်တော်ပြောလိုက်ဗီဒီယိုဖိုင်တင်လိုက်ပြီးပြန်ဖြတ်လိုက်နောက်တစ်ခါပြောလိုက်တင်လိုက်ပြန်ဖြတ်လိုက်နော်အခုလည်းဒီမှာကျွန်တော်မင်းကဗလာကြီးနားထောင်နေလို့ငထိန်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုမကြည့်လိုက်ငထိန်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုအရင်နားထောင်ပါမှာနော်ပြီးမှကျွန်တော်နိုင်ကန်ဗျူဟာကုန်းတိတ်မဲ့ရရှိတဲ့သတင်းကိုဖတ်ပြပါမယ်အဲ့တော့သူတို့17ရက်နေ့တွေကလိုင်းပေါ်မှာပြောကြတာလေကြာဗီဒီယိုရန်ပြီးကြောက်သွားပြီးကတိလို့ပါလို့ဆိုလေငါးကြော်ချဆုံးလို့ဘာလို့ညာတော့လဲသူတို့အဲ့လိုပြောလိုက်လာပြီသူ17ရက်နေ့ကအော်တယ်လိုင်းပေါ်မှာအော်ကြတယ်12ရက်နေ့မှာကျတော့ဘာလုပ်လဲဆိုတော့ကုတ်ကြီးရွာကအေးစကန်သုံးခုတက်လို့အသေးမရရှိအဲ့တော့ကုတ်ကြီးရွာဆိုမရှိတယ်မြောင်ပြောရမယ်ဆိုရင်ဒီနေ့ကန်တော့စကန်ရဲ့အောက်ကြည့်လိုက်ကားလမ်းရှိတယ်နော်ကားလမ်းပြီးမှရှိရွာကုတ်ကြီးပြီးရင်ပစီပြီးသွားရင်လိုင်းနောင်တဲဆိုတဲ့ရွာလေးရှိတယ်နော်ပစီနဲ့ကုတ်ကြီးနဲ့အဓိကကြတယ်အဲ့တော့အဲ့စကန်ပြွာစကန်ကုန်းဝင်အောက်မှာရှိတာပေါ့နော်အောက်ကကားလမ်းအောက်မှာရှိတာပေါ့အဲ့အောက်မှာရှိတယ်နော်အဲ့ရွာမှာရှိတယ်ကုတ်ကြီးရွာမှာရှိတယ်အေးဂျမ်မက်စကန်သုံးခုတော့ကြာသွားပြီနော်အဖိုးတိုက်ဝင်စင်းတာနဲ့အောက်မှာရှိတယ်ကောင်တော့နော်သူတို့ရဲ့စစ်တောင်းတွေကတိုက်ခိုက်လိုက်လို့ကျွန်တော်သူပြောတဲ့ပုံစံရှိနော်ဒါသူကအခုကုံက22နာရီကပြောထားတာဒီဗီဒီယိုဖိုင်နော်အခုဒီနိုင်ကန်စခန်းအလုံးစုံတိမ့်မဲ့ရရှိတာအခုမှသတင်းတက်လာတာပေါ့နော်စစ်စားရတဲ့ရှိပါအဲ့ဒီရွာမှာရှိတယ်အဲ့ရွာကိုကိုကြီးရွာတက်မလို့တင်ရရှိပေါ့အဲ့ရွာမှာအေးစကန်သုံးခုရှိတယ်အဲ့တော့တက်မလို့တင်ရရှိဆိုပြီးတော့တက်မလို့ဒေတာ channel တွေမှာတင်ထားတယ်အဲ့တော့မနေ့ကတော့ကိုပြောတာရှင်းတယ်နော်အဲ့တော့အဲ့ဒီကတော့စကန်ပြူအောင်ကြာသွားပြီဆိုပြီးတော့လိုင်းမတက်ဝကြတယ်အော်အေးစကန်သုံးခုကိုတိမ့်မဲ့ရရှိဆိုတာကိုနင်တို့ Telegram channel မှာတင်ထားတာကိုနင်ကပြန်ပြောတာအေးဟုတ်တယ်တော်တော်ကောင်းတဲ့သတင်းကိုမစိတ်ကြည့်တော့ကွာငထိန်ရမင်းစောက်ဖို့ပဲဒီပြန်ပြည်တွေအကုန်လုံးပေါ့နော်YouTube channel တွေဖွင့်ပြီးတော့ဘောလူပဲသားပြောနေကြတဲ့ကောင်တွေအကုန်လုံးတန်းစီပါးတွေပဲရိုက်ပြောပြီး YouTube channel တွေပူပြီးပတ်လို့ဝယ်စားပြောတယ် तू က YouTube channel မဖွင့်ဘူးလေနော်ဟိုကသူ YouTube channel လက်ကျင်ညာနေဒီကောင်တွေကဗဇက်နဲ့ပြင်မှားနေတာကွာသူများတွေကိုနိုင်ဟိုဘယ်လိုနိုင်ငံခြား OIC ထောက်ပံ့ငွေယူပြီးတော့ကလားရေးអော်တယ်အခုတူးမဲ့လေမင်းအောင်နိုင်ကြီးကအဲ့ဒီနေပြီးတော့မှဗလီဆောက်တော့ဘာသာမှမထွဲတော့ဘူးကလားနဲ့ညီကိုဖြစ်သွားတဲ့ချက်ချင်းနော်ပြောပြတာနော်ဒီကောင်တွေကတကယ်ဖာကြတဲ့ကောင်တွေအခုလည်းဘာဖြစ်တယ် YouTube channel တွေဖွင့်တယ် तू က YouTube channel မဖွင့်ဘူး तू YouTube channel ဖွင့်တယ်ကြည့်မဲ့လူမရှိလို့လိုချင်တာငန်းတက်နေတယ်ကိုယ်စင်နဲ့ကိုမတည်ဘူးဒီကောင်တွေဘဝလေတကယ်မှအသိခံမရှိတမာတိမရှိတဲ့ပေါက်လို့ပဲသားတွေအခုလည်းမကြည့် तू ပြောတာနားထောင်ပါပြီးကျွန်တော်တရင်ဖတ်ပြန်သိလားနော်ပါးတွေပဲရဘာလို့ဆိုတော့မိုးစီကျော်ကဘယ်နာနေပါလဲမသိငကန်းနဲ့တက်ပါမလားနော်အဲ့ကိုထင်ရကိုရနေပါဘာကြီးလုံးနေတာလဲပွင့်လင်းရစီဆောက်ဒီပွင့်လင်းရစီလောက်ရောက်ရင်တော့ပွင့်လင်းရစီလောက်ရောက်ရင်အားလုံးဖြစ်နေတဲ့အတိုင်းဖြစ်လာဖို့မဟုတ်မင်းမနစ်ကတော့ပြောခဲ့တော့အဲ့လိုပဲလေဘယ်လိုပြောရလဲနောက်ဟိုတနစ်ကပြောခဲ့တော့လည်းမင်းဘယ်လိုပြောခဲ့လဲအဲ့လိုပဲလေမစောက်ချက်မရှိတာလားမင်းတင်ခဲ့တဲ့ဗီဒီယိုဖိုင်အဟောင်းတွေမင်းပြန်ကြည့်စမ်းဘာတွေပြောခဲ့တယ်မင်းပြောခဲ့တဲ့အတိုင်းဖြစ်လာခဲ့လားမဖြစ်လာခဲ့လားမင်းတို့ခွေးလို့နွားလို့ရှုံးခဲ့လားအခုလည်းနိုင်ရကန်ဗျူဟာကိုတရင်ဖတ်ရမယ်စောက်ကြည့်စောက်ချက်မရှိတဲ့မြောက်လုံးမာထားရှိလာတယ်ပေါ့ဘာဖြစ်လို့ဆိုတော့ဘိုးရင်းရခိုင်ပြည်နယ်ကိုစစ်စင်နှစ်ခေါက်ရောက်ဘူးလေနော်စစ်စင်နှစ်ခေါက်ရောက်ဘူးလေရခိုင်ပြည်နယ်ကစစ်ကြောင်းတွေတွာလာရလွယ်ကူဆုံးနေပြီလို့ပြောလို့ရတယ်အေးကျမ်းတမန်ကိုတက်ကြချင်းမိုးမယ်ဆိုလဲတွာလာရလွယ်ကူတယ်လှိမ့်မယ်ဆိုရောက်ရှိနိုင်တယ်အနေထားရှိတယ်နော်ရေချောင်းလေချောင်းအုံချောင်းအကုန်သုံးပြလို့ရတယ်ဒါပေမဲ့အမြန်ဆုံးကလည်းရေချောင်းပေါ့နော်ကင်းသွားတယ်ရေချောင်းပေါ့မပင်နေပြန်သွားလို့ရတယ်ဒါပေမဲ့တို့တော့မိုးရင်းရရင်တို့ကနော်သူရှိတယ်မိုးလေးနော်ခါလောက်လေးနော်ပေါင်လောက်လေးကြဲပါလေပွင့်လင်းရစီအောင်နေတာကြတော့နော်ထူးခြားမယ်လို့ထင်နေတာကိုလေးတူပြောအမြင်ပေါ့နော်အဲ့တော့ကူလက်ရှိမှာသူတို့ကပြပြပြန်တာနဲ့ကောင်ပြောဆိုသူကငုံကြပြီဘာညာကသူကအော်နေကြပြီမယ်လေနော်ဟိုမှာဒီကျမတဲ့ဖွဲ့ကြီးရတော့အလန်းပေးထားတယ်နော်ပင်လယ်ဒီမှာစစ်တင်မောတွေတွေ့လို့တဲ့အလန်းပေးထားတယ်နော်အလန်းပေးထားတယ်တတိဝိရနေကြဖို့ဟုတ်ပြီလားမင်းသူပြက်နေဟိုမှာသူပြက်နေမှာပြပြန်ပြီးအော်တော့အဲ့တော့ဘလူးကပြောတယ်ဘယ်ဝါပြောလဲချင်းဒီလာမေးလိုက်ကကြားတယ်နော်အဲ့ဒါတော့ငထိန်ကုန်ခဲ့တဲ့22နာရီလောက်ကတင်သွားတာနော်အခု breaking news ဆိုပြီးတော့ဒီ people stream မှာတင်လာတယ်အခြားသတင်းတွေမှာလည်းတင်လာကူပါပြီ
နိုင်တောင်ဒီစခန်းကုန်းကိုလုံးဝအလုံးစုံတိမ့်ပိုက်ရှင်းလင်းပြသွားပြီတကယ်17နှစ်တည်းကတိမ့်ပိုက်ထားတာဒါပေမဲ့နာမည်ကိုရှင်းလင်းမှုအပြည့်အဝမရသေးလို့နော်ဗီဒီယိုဖိုင်တွေပါတင်ပေးထားဖို့ပြီးတွေ့တယ်မလားနော်ပြပေးမယ်လောဆယ်ကျွန်တော်တရင်ကိုဖတ်ပြမယ်ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းဆက်ဆက်ဒေသတွေအတွက်စစ်ရေးရအလွန်ရေးပါတဲ့နိုင်ရကန်ဗျူဟာကုန်းကိုအာရခတက်တော် AA နဲ့မဟာမိတ်တပ်တွေကဒီကနေ့ညနေမှာအပြည့်သက်သိမ်းယူနိုင်ပြီလို့သတင်းရရှိပါတယ်။ခေါင်းဆောင်တဲ့လူတွေအကုန်ထွက်ပြေးတာလေပါစစစ်မှုထမ်းတင်တန်းဆင်းတွေပဲကြံခဲ့တာပြောရရင်17ရက်နေ့တည်းကရနေတာအခုတော့လုံးလုံးရှင်းနိုင်ပြီလို့ပြည်ပစပင်းရဲ့သတင်းမြစ်ဦးကအော်တိုဘာလ14ရက်နေ့ညနေပိုင်းမှာပြောဆိုပါတယ်။အမ်ဘရန်လမ်းပိုင်းအနီးကအကြီးဆုံးစခန်းဖြစ်တဲ့နိုင်ရကန်ဗျူဟာကို AA နဲ့မဟာမိတ်တပ်တွေက2025ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဒေတာတွင်စစ်စင်ရေးနဲ့ခုခံစစ်တွေကိုတပ်မ69ကတာဝန်ယူခဲ့တာပါကာကင်းစခန်းတွေကို AA နဲ့မဟာမိတ်တွေကတစ်ခုပြီးတစ်ခုတဲယူနေပြီးစစ်တပ်ကအစာရှိအရာရှိတွေအပါအဝင်တေဆုံးဒဏ်ရာရသူထွက်ပြေးသူအလင်းဝင်သူအများအပြားနဲ့အထိနာနေခဲ့ပါတယ်ဒါကြောင့်စစ်ကောင်စီတပ်ကတပ်မ69တပ်မမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုမေလထဲမှာပြန်ဖမ်းခဲ့ပါတယ်တပ်မ69အောက်ကတပ်ရင်းတွေအထိနာတာကြောင့်ဩဂတ်စက်တင်ဘာလမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်အမှတ်7စစ်စင်ကွက်ကဲမှုဌာနချုပ်စကခ7လက်အောက်ခံတပ်ရင်းတွေကိုတပ်ချင်းလဲလှယ်ပို့ဆောင်ခဲ့ပါတယ်စက်တင်ဘာလနဲ့အောက်တိုဘာလဆန်းတိုက်ပွဲတွေမှာလည်းအထိနာပြီးစကခ7ကအရာရှိပိုင်းတွေအောက်တိုဘာလ9ရက်နေ့တည်းကစုတ်ခွာသွားတာလို့သိရပါတယ်အော်တိုဘာလ10ရက်မှာ AA နဲ့မဟာမိတ်တပ်တွေကဗျူဟာထဲအထိဝင်တိုက်ခဲ့ပြီးအော်တိုဘာလ14ရက်နေ့မှာအပြည့်သက်တိမ့်ပိုက်တာလို့သိရပါတယ်အခြားစစ်ရေးသတင်းမြစ်တူကလည်းပါစတွေထွက်ပြေးတာလက်နဲ့ချတာအများကြီးပဲလို့ပြောပါတယ်နိုင်ရန်ဗျူဟာကုန်းကို AA နဲ့မဟာမိတ်တွေတိမ့်ပိုက်လိုက်ကြောင်းရေးသားထားတဲ့သတင်းကိုလည်း96 Sodium PDF ရဲ့ဦးဆောင်သူတူဖြစ်တဲ့ကိုစေယာလွင်ကလည်းနိုင်ရန်ဗျူဟာကုန်းကိုအပြည့်သက်တိမ့်ပိုက်လိုက်ပါပြီလို့ရေးပြီးလူမှုကွန်ရက်မှာမျှဝေထားပါတယ်96 Sodium PDF ကAA နဲ့အတူစစ်ကောင်စီကိုပူးပေါင်းတိုက်နေတဲ့ကာကွယ်ရေးတပ်တွေထဲကတစ်ခုဖြစ်ပါတယ်96 Sodium နဲ့အောက်မှာ96 Sodium နဲ့အောက်တိုဘာ6ရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်တင်တန်းစင်းပွဲကိုအာရကတပ်တော်ထိန်းချုပ်ဒေသမှာပြုလုပ်ခဲ့တာဖြစ်ပါတယ် AA ကတော့တီးခြားသတင်းမထုတ်ပြန်သေးပါဘူးနိုင်ရန်ဗျူဟာကုန်းတိုက်ပွဲမှာ AA နဲ့အတူပူးပေါင်းတိုက်ခိုက်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ကတာဝန်ရှိသူတူကတော့နိုင်ရန်ကိုလုံးလုံးရှင်းလင်းပြီးရင်မကွေးတိုင်းဝင်ပေါက်ပွင့်သားသလို ARအနောက်ချမ်းအားလုံးစစ်ကောင်စီလက်လွတ်ရဖို့တေချာသွားပြီလို့တုံးတက်ပြောကြပါတယ်လက်ရှိမှာအမ်ဘရန်မင်းတုံးတရက်စင်ပောင်ဝဲအထက်မင်းလငဖဲမြို့နယ်တွေနဲ့ပတိမ်မုံရွာလမ်းပိုင်းတွေပဲခူးတိုင်းတွေကတောင်ကုတ်ပထောင်ကားလန်း ARD တိုင်းတွေကလေးမျက်နှာမြို့နယ်တို့မှာလည်းအေပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတိုက်ပွဲတွေပြင်းထန်နေပါတယ်ကဲအားလုံးတွေ့တဲ့အတိုင်းပဲအားလုံးကြားတဲ့အတိုင်းပဲအဲ့တော့ငထိန်ကလည်းတူလဲသူပြောလို့ရတဲ့တော့ပေါ့နော်ညင်းလို့ရတဲ့တော့ညင်းတာပေါ့တူလဲခွင့်လို့ပေးလိုက်ကြပါလို့မပြောပါနဲ့တိလားနော်ဒီနွားသားတွေကလူတိတ်ခါလူတန်ဘိုးလူတမာတိဆိုတာဘာမှန်းသိတဲ့ကောင်တွေမဟုတ်ဘူးနော်ပြောချင်တာလေးစုပြောသူတို့အခုကျွန်တော်တို့တော်လန်ရေးနော်ကျွန်တော်ဆိုတော်လန်ရေးစာတွေကဒီ TikTok စသုံးတဲ့ကကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုအခုချိန်တွားယူပြီးပြန်ဖွင့်ပါဗယံမတာမဟုတ်မမှန်လိန်ညာပြီးကိုစီပြောခဲ့တာရှိလားလာအချိန်မရပတ်ကြောက်တင်ခံနိုင်တယ်အဲ့ဒီကောင်တွေပြောခဲ့တဲ့ဗီဒီယိုဖိုင်ရှေ့တလားဗီဒီယိုဖိုင်ပဲပြန်ကြည့်ရှေ့တစ်နှစ်ကဗီဒီယိုဖိုင်ပြန်ကြည့်ရှေ့နှစ်နှစ်ကဗီဒီယိုဖိုင်ပြန်ကြည့်ဘာတွေပြောခဲ့လဲဆိုတာသူတို့ပြောခဲ့တယ်လို့တကယ်မှန်ခဲ့လားဟုတ်ခဲ့လားပြန်ကြည့်အဲ့ဒါအဖြေတွေပဲညင်းမနေဘူးမင်းတို့ပြောတာမှန်တယ်ငါတို့ပြောတာမှန်မငင်းဘူးပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုပြန်ကြည့်ပြောနေတဲ့ဟာကိုပြန်ကြည့်အဲ့ဒါပဲပြောချင်တယ်နော်အဲ့တော့ဒီကောင်တွေကလေသူတို့တိတ်ခါကိုသူတို့ချတာသူတို့တန်ဖိုးကိုသူတို့ဖျက်တာအဲ့တော့လက်ရှိစစ်တပ်မှာစစ်ခွေးတွေဆိုပြီးအပြောကန်ထိတာဒီသူတို့လိုကောင်မျိုးတွေကြောင့်နော်အခုနိုင်ရန်ဗျူဟာကုန်းကဘာလုံးဆန်ဒီစကန်ကုန်းကြီးကနဲတဲ့အမြင့်ကြီးမဟုတ်ဘူးနော်တီးခြားကုန်းကြီးအဲ့ဒီကုန်းကြီးကိုတက်ပြီးတော့တိန်းနေတာနော်အဲ့ဒီကုန်းကြီးကိုတက်ပြီးတိန်းနေတာအခုဖာကြကြီးပါအောက်ကအေးစကန်တစ်ခုကိုတိန်းသွားတယ်ဟုတ်လားအပေါ်ကုန်းကိုတိန်းဖို့နေတာအခုကဲအကုန်တိန်းနေစောက်ချက်မကွယ်ဘူးလားအဲ့တော့ပြောချင်တာကဘယံမလားမတိနေမပြောနဲ့လေမတိကိုယ့်ကိုအေးစင်းနေတယ်လီဂရမ်ထဲမှာတွေ့တဲ့ဟာကိုရှောက်ပြောအောင်အဲ့တယ်လီဂရမ်တွေ့တဲ့ဟာပေါက်ပန်း40လေမင်းတို့စစ်ခွေးထောက်ခံတဲ့အတိုင်းဝိုင်းကတင်တဲ့တယ်လီဂရမ်ဘယ်ဟာမှန်ဘူးလို့လေအဲ့ပေါက်ပန်း40ကိုကြည့်ပြီးတော့ဘာဖြစ်လဲစခန်းမကုန်းတွေအောက်ကလမ်းတဲ့တယ်ဟိုအေးစခန်းတစ်ခုတိန်းကန်ဒီပဲဟုတ်လားအခုတော့ဘာပြောလဲစောက်ချက်ကွဲပြီမင်းတို့တွေစောက်ချက်တစ်ခါကွဲရင်လေသပင်မွေးတစ်ခါပြောက်နှုတ်ရင်အောင်မှမင်းတို့မှာခေါင်းကရုံးလည်းဖြစ်တော့ပြီ
နော်မင်းတို့အဲ့လောက်ထိအဲ့တော့ဘာပဲပြောအခုဒီဝင်ပေါက်ကြီးကိုပွင့်သွားတဲ့အတွက်ဒါတော်လှန်ရေးအင်အားအောင်မြင်မှုပဲနော်လက်ရှိ AA နဲ့ပေါင်းနေတဲ့ PDF တွေဟာတကယ် COC ကောင်းတယ်စစ်တပ်နဲ့တူအောင်ပြန်လဲစုဖွဲ့ပြီးတိုက်နေတာဖြစ်တယ်ဒါကြောင့်မလို့အခြားနယ်မှာရှိတဲ့ကျွန်တော်ရဲဘော်တော်လိုင်းအင်အားစုတိုင်ရင်တပ်ဖွဲ့တွေအနေနဲ့ကျွန်တော်တို့ဟာတိုက်နေတဲ့ရန်သူဟာစစ်တပ်တစ်ခုဖြစ်ပါတယ်စစ်တပ်တစ်ခုကိုတိုက်တဲ့နေရာမှာကိုတိုင်ကလည်းစစ်တပ်ပီတာဆိုတာဖွဲ့စည်းပုံကျင့်လိဖို့လိုတယ်အမိတ်ဘေးစနစ်ကောင်းမှုမို့လို့တယ်ဗျံပဒတူတလူငါသမင်းတူတစ်ပေါက်ငါတစ်ပေါက်ဖြစ်နေတိုင်းဖြစ်နေကြမယ်ဆိုရင်တော့ကျွန်တော်တို့ကဘလို့မအောင်မြင်မှုရမှာမဟုတ်ဘူးဒါကြောင့်မလို့ညီညွတ်မှုစည်းလုံးမှုကိုတိစောက်ပေးကြပါကိုဂျိုးရှာအခွင့်အရေးရှာခြင်းနဲ့စိတ်တွေကိုချော့ကြပါဒီပွဲခက်တဲ့မြန်ပြတ်ဖို့လိုနေပြီဒီတက်ချေဝိုင်းမကောင်းတော့တိုင်းကြီးဟာနော်ဒါကြောင့်မလို့ရန်သူကိုကျွန်တော်တို့လုံးဝအသက်ရှူခွင့်အောင်ပေးဖို့မကောင်းဘူးအမြန်ပွဲသိမ်းနိုင်ကြမှုအတွက်အတူတူဝိုင်းကြိုးစားကြမယ်ကျွန်တော်တို့ပြည်သူကလည်းပြည်သူနိုင်တဲ့နေရာကြိုးစားရမယ်ဥဆောင်တဲ့ဘိုင်းမှာရှိတဲ့လူတွေကလည်းဥဆောင်တဲ့ဘိုင်းတွေကဝိုင်းကြိုးစားရမယ်ရဲဘော်တွေကလည်းရဲဘော်တွေချက်သူတို့အတက်ပေးပြီးတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေကလည်းဒီရဲဘော်တွေနဲ့တရားတဲ့ထပ်တူဝိုင်းကြိုးစားကြမယ်နိုင်အောင်နိုင်ရမယ်နော် fight တယ်